Greenland ကျွန်းကရေခဲတွေနဲ့ဖုံးလွှမ်းနေပြီးတော့ Iceland ကကြတော့ဘာလို့စိမ့်လန်းဆိုပြနေရတာလဲဆိုတော့သင်တွေးဖို့မှာပါဒီလိုနာမည်ပြောင်းပြန်ဖြစ်နေရတဲ့အကြောင်းရင်းကအဲ့ဒီခေတ်က Viking လူမျိုးတဦးကြောင့်ပဲဖြစ်ပါတယ်900စုတုန်းက Norway Viking တွေဟာနေမြေသစ်တွေရှာဖွေဖို့အတွက်အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီးအနောက်ဘက်ကိုရွှေ့လွှင့်ခဲ့ကြပါတယ်သူတို့ကရေခဲပြင်တွေဖုံးလွှမ်းပြီးကြောက်ဆောင်တွေပေါ်များတဲ့ကျွန်းတစ်ကျွန်းပေါ်ကိုရောက်ရှိသွားကြပါတယ်ဒါနဲ့သူတို့ကမြင်တွေ့ရတဲ့အတိုင်းပဲဒီကျွန်းကို Iceland လို့နာမည်ပေးလိုက်ကြပါတယ်အဲ့ဒီခေတ်ကနေမြေသစ်ရှာဖွေသူတွေကနေရာဒေသသစ်တွေကိုသူတို့ပထမဆုံးမြင်တွေ့ရတဲ့ပုံမူတည်ပြီးနာမည်ပေးလေးရှိပါတယ်ဥပမာ Canary Island ဆိုလို့ရှိရင်ငှက်တွေကြောင့်နာမည်ပေးခဲ့တာမဟုတ်ဘဲနဲ့ Latin ဘာသာစကားအရ Canaria ဆိုတာခွေးလို့အဓိပ္ပာယ်ရတာမို့အဲ့ဒီကျွန်းမှာရှိတဲ့ခွေးကြီးတွေကြောင့်ဒီနာမည်ကိုပေးခဲ့တာပဲဖြစ်ပါတယ်Iceland ကျွန်းကြောင့်ဆက်ရမယ်ဆိုလို့ရှိရင်နှစ်တွေကြာပြီးတော့ရာသီဥတုတွေပြောင်းလဲလာတဲ့နောက်မှာတော့ဒီကျွန်းဟာစိမ့်လန်းတဲ့ဂျိုင်ဝမ်တွေနဲ့မြေစီလွာကောင်းမွန်တဲ့နယ်မြေတွေဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ Iceland ဆိုတဲ့နာမည်ကတော့ဆွဲနေခဲ့ပြီးဖြစ်တာကြောင့်ဒီတိုင်းပဲဆက်လက်အသုံးပြုခဲ့ကြပါတယ်ဒါနဲ့တနေ့မှာတော့ Erik the Red လို့ခေါ်တဲ့ Viking တယောက်ကသူကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကြောင့် Iceland ကျွန်းကနေနှင်ထုတ်ခံခဲ့ရပါတယ်သူကဒီကျွန်းမှာနေလို့မရတော့တာကြောင့်အနောက်ဘက်ကိုရွှေ့လွှင့်သွားရင်းနဲ့ရေခဲတွေဖုံးလွှမ်းနေတဲ့ကျွန်းကြီးတစ်ကျွန်းကိုတွေ့ခဲ့ပါတယ်ရေခဲတွေပဲရှိတာကြောင့်ဒီမြေမှာဘယ်သူမှလာပြီးအခြေမချချင်ကြဘူးဆိုတာသူကသိတာကြောင့်ပပနက်နက်ပဲဆွဲဆောင်မှုရှိတဲ့နာမည်တစ်ခုကိုသူကပေးလိုက်ပါတယ်ဒီနာမည်ကတော့ Greenland ဆိုတဲ့နာမည်ပဲဖြစ်ပါတယ် What the hell အံ့ဩစရာကောင်းတာကဒီနာမည်ကတကယ်ပဲလှုပ်ဖြစ်သွားခဲ့ပြီးတော့လူတွေအများကြီးလာရောက်နေထိုင်ခဲ့ကြပါတော့တယ်ခုလိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကွန်မန့်မှာလည်းဝင်ရောက်ဆွေးနွေးသွားနိုင်ပြီးတော့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like and follow လေးလည်းလုပ်သွားပေးနိုင်ပါတယ်Just hanging around.